ဟော်မုန်း thyroid ဆိုတဲ့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်မပြောတဲ့ဒီကြောက်ကအပေါ်မှာရှိတဲ့နော်အကျိတ်ကလေးရှိတယ်အဲ့ဒီအကျိတ်ကတေးသေးလေးပဲwalnut ကဘာလဲဆိုတစ်ကြားစီပေါ့နော်အဲ့ဒီ size လောက်ပဲရှိတယ်အဲ့ဒီ तू ကလည်းဟော်မုန်းဓာတ်ထွက်တယ်နော် तू ကမိန်းမမှာလည်းထွက်တယ်ယောက်ျားမှာလည်းထွက်တယ် तू ကဘယ်လိုမျိုးဟော်မုန်းထွက်လဲဆိုတော့ယောက်ျားဟော်မုန်းတစ်မျိုး तू က testosterone လောက်မပြင်းဘူးပေါ့နော်နည်းနည်းအပြော့စားနော်အဲ့ဒါကလည်းနော်အသက်40ကျော်ရင်တဖြည်းဖြည်းနည်းလာတယ်လူတွေကနည်းလာတဲ့အခါမှာအဲ့ဒါကလည်းလူတွေရဲ့ပိုခြင်းရဲ့အကြောင်းတစ်ခုပေါ့နော်နောက်လူတွေကအထူးသဖြင့်ဟိုပါပေါ့နော်တိတ်ပြီးတော့အလုပ်များတဲ့လူတွေနော် physical stress mental stress နော်စိတ်ဖိစီးမှုတွေတိတ်များရင်လေအဲ့ဒီဟော်မုန်းဓာတ်တွေကလေကြာတော့မနိုင်တော့ဘူးမထွက်နိုင်တော့တဲ့အခါမှာလူကလေနေလို့မကောင်းအချိန်လုံးမောပန်ဟိုက်နော်အဲ့တော့ဒီအားလုံးကိုကြည့်ပြီးတော့လိုတဲ့ဟော်မုန်းတွေကိုပြန်ပြီးတော့ဖြည့်ပေးလိုက်မယ်ဆိုရင်အော်မလေးကိုယ့်ရဲ့ဒီကျန်းမာရေးကလေထိတ်တန်းကိုရောက်နေအဲ့တော့လေတတ်နိုင်ရင်ဆရာဝန်ကောင်းကိုရှာကိုယ့်ကိုနားထောင်မဲ့ဆရာဝန်ရှာနော်ရှာပြီးကိုယ့်ကိုအချိန်ပေးနိုင်တဲ့ဆရာဝန်ရှာပြီးတော့အဲ့ဒါလုပ်ကြနော်လွယ်လေးကျမလေးအဲ့ဒါအကုန်ပြောပြခြင်းလေဒီအဲ့ဒီဟော်မုန်း DHEA ကနော်ဆရာဝန်လက်မှတ်မပါဘဲနဲ့ဝယ်လို့ရတယ်နော်တောက်ချီအရန်ကောင်းတယ်နောက်ပြီးတော့ဒီဟော်မုန်းတွေမကဘူးပေါ့နော်ခန္ဓာကိုယ်ကြီးကလည်း very complex ဆိုတော့ဒီ vitamin C ဘာတွေကလည်းတောက်ရမှာပဲနော် vitamin B12 တို့ B6 တို့နော် folic acid ဆိုတော့လေကျွန်မ alkaline form ကိုပြောတာနော် folic အဲ့တော့ဒီ vitamin C တို့ again alkaline form ascorbate ဒီဟာတွေကိုတောက်လို့ရှိရင်လေသူကအရန်ကိုအကျိုးဖြစ်တာပေါ့နော်ဒီ supplements CoQ10 တို့ဘာလို့တောက်လို့ရှိရင်သူကအုံနောက်ကလေအရန်ကိုသူက energy အလိုဆုံးနော်အုံနောက်က number 1 energy အရန်စွမ်းအင်တွေအရန်လိုတယ်အဲ့နေတာတော့မှအုံနောက်ကအလုပ်တယ်နော်နောက် number 2ကနှလုံးကလည်းတစ်ချိန်လုံးလှုပ်နေတော့ဒီ CoQ10 တွေကလေလိုကိုလိုတယ်လူတိုင်းတောက်ကိုတောက်ရတယ်နော်အထူးသဖြင့်လေတချို့တွေသွေးတိုးယောဂါတို့စီးကြိုယောဂါတို့နော်ဒီတခြားဆေးတွေတောက်နေလို့ရှိရင်နော်နောက်ဟိုဟာ cholesterol ချဆေးတွေပေါ့နော်တောက်နေတဲ့လူတွေဟာ CoQ10 တာလေအရန်နဲသွားတယ်ခန္ဓာကိုယ်ထဲမှာဒါကြောင့်မလို့အဲ့ဒီဆေးတွေတောက်နေတဲ့လူတွေကိုသွားကြည့်သူတို့နေလို့မကောင်းဘူးနော်အသားတွေနာတယ် muscle တွေကအရန်နာဘာကြောင့်လဲဆိုတော့ဒီ CoQ10 မရှိလို့မရဘူး muscle တွေအသားတွေနာတယ်တချို့တွေဆိုရင်အိပ်ရာထားရင်ခြေထောက်တောင်မထောက်နိုင်နာတယ်နော်တချို့တွေကအသားတွေနာတယ်မောနေတယ်နော်ခေါင်းတွေကလည်းမကြည့်ဘူးနော်တတိတွေကလည်းမေ့နော်အဲ့ဒါဆိုလွယ်လေး CoQ10 ဝယ်ပြီးတောက်တယ်အရန်ကိုနေလို့ကောင်းသွားတယ်အဲ့တော့လေခန္ဓာကိုယ်ကြီးကလေသူလိုတဲ့ဓာတ်ကိုဖြည့်ပေးရမယ်မဖြည့်လို့မရဘူးနော်ဘာလို့သူကလိုနေတာကိုသူကစက်ယုံကြီးလေပန်ကြီးတက်လို့လည်းမရဘူးဒီဟိုကုန်ချမ်းတွေမရှိလို့လည်းမရဘူးကုန်ချမ်းမရှိရင်ဒီစက်ယုံကြီးကအလုပ်ကိုမလုပ်တော့အဲ့လိုနော်အလုပ် तू ကလည်းဒီစက်ယုံကြီးကလည်းအလုပ်လုပ်ဖို့ကလည်းနော်တစ်ခုနဲ့တစ်ခုကကျွန်မပြောသလိုပေါ့ဟော်မုန်းတွေရောအကုန်လုံးကဆက်အဲ့တော့ဒီခေတ်ဒီအခါမှာကျွန်မတို့ပတ်ဝန်းကျင်မှာအစိတ်တွေကလည်းတိတ်ညာနော်အကြောင်းမျိုးစုံကြောင့်နော်ဒါကိုကတိတိကြီးနဲ့နော်ဒီလိုဖြစ်နိုင်တယ်ကျွန်မပြောပြလိုက်ပြီနော်ဘာကြောင့်လဲဆိုတော့ရှင်းပြလိုက်ပြီတိတိကြီးနဲ့ကိုကမတော့ဘူးဆိုလို့ရှိရင်အဲ့ဒါကိုကမိုက်တာပေါ့နော်ဟိုဒါကိုယ့်ရဲ့ကောင်းကျိုးပဲလေသိတယ်မလားကိုကျမ်းမာလို့ရှိရင်နော်တော်ယုံတန်ယုံမအိုတော့အလိုနှေးသွားတာဘာမှလုပ်စရာမလိုအဲ့တော့ကိုကျမ်းမာအောင်နေကြနော်လိုတဲ့ဟာတွေကိုတောက်များသောအားဖြင့်လူတွေတောက်ရင်ဟာဒီ vitamin C ဘာလို့မှလဲစီးတွေကထွက်သွားတာအလကားပိုက်ဆံကုန်တယ်လို့လူတွေကပြောကြအဲ့ဒါမဟုတ်ဘူးနော်ဘာလို့ဆိုတော့ကျမတို့နေတဲ့ပတ်ဝန်းကျင်ကြီးကလုံးဝပြောင်းလဲသွားပြီအရင်ကလို့မဟုတ်တော့ဘူးကျမတို့ငယ်တုန်းကနေလည်းမတူတော့နော်နောက်ပြီးတော့လေအဲ့ဒီ breast cancer အကြောင်းလည်းနည်းနည်းပြောချင်တယ်အမျိုးသမီးတွေဘာလို့ဆိုတော့ breast cancer အရန်အောင်ဖြစ်နေနော်နိုင်ငံခြားမှာရောဒီမှာရောမေးလိုက်ရင်လူတော်တော်များများ breast cancer ဖြစ်အဲ့တော့လေစမောကကျမပြောတယ်ပေါ့နော်ဒီလေထဲမှာလည်းကျမတို့ကမမြင်ရဘူးအစိတ်တွေကနော် radioactive material တွေကလည်းအများကြီးပဲနော်အဲ့တော့ဒီ radioactive material တွေကဘာကိုကြိုက်လဲဆိုခန္ဓာကိုယ်ထဲမှာသူကအကျိတ်တွေကိုသိကြိုက်တာသူက radioactive material ကအကျိတ်တွေရှိတဲ့နေရာကိုသွား